အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Let's Read Channel ကနေကြိုဆိုပါရစေစာဖတ်ဖို့အချိန်မရှိတဲ့သူတွေအတန်းနဲ့နားဆင်ရတာကြိုက်တဲ့သူတွေအတွက်ဒီ channel လေးကနေစာအုပ်ပေါင်းများစွာကိုတင်ဆက်ဖတ်ပြပေးသွားမှာမို့ like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့အောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်အခန်းလေးကလစီမြူတေနှင့်မျက်လုံးပြထိုစဉ်တညကမူထမင်းစပွဲဤထိတ်တွင်ရက်ရင်မက်လေးတန်းသည်တောက်ပစွာပြုံးနိုင်ခဲ့သည်မက်လေးတန်းသည်စိတ်ရှည်စွာဖြင့်ထမင်းပွဲကိုပြင်ဆင်နေခြင်းဖြစ်သည်စိတ်ဝင်စားစွာဖြင့်ကိုယ်တိုင်ကြည့်ချက်ပြင်ဆင်မှုပြီးသွားသောကြောင့်မိမိ၏လက်ရာကိုခက်လန်းလှမ်းမှအကဲခတ်ကြည့်ရင်နှစ်ချိုက်စွာပင်ပြုံးလိုက်လေသည်ဖြူစင်တန့်ပြန်သောအခင်းခင်းထားအပ်သည့်စပွဲ၌လူနှစ်ယောက်စားတော့ရန်သာပြင်ဆင်ထားသည်တောက်ပြောင်သောခရင်ဇွန်းနှင့်ပကံပြားဖြူဖြူတို့သည်စပွဲထက်၌သူ့နေရာနှင့်သူရှိပေသည်အဖြူခံတွင်အပြာကွက်နှင့်လက်တုပ်ပဝါများသည်၎င်းချက်ကိုစလိုဗီကီးယားဖီလို့ဖန်ရည်ချိုင်းတို့သည်၎င်းအားလုံးနေထားတကျရှိနေပြီမချင်နှက်သေးသောမလေးတန်သည်ဝင်းလက်သောဖန်ခွက်ထို့ထဲ့သည့်ငွေလင်ပန်းကလေးကိုအနေထားပြောင်းချထားလိုက်သည်တန့်ပြန်သောထမင်းစပွဲမှာရိုးရိုးနှင့်ရှင်းလာပေသည်ဟင်းရည်တောက်ပကံကြီးများနှင့်ဟင်းပကံအားလုံးတို့လည်းအစင်သစ်ဖြစ်၍ခုခက်ထက်ရန်သာလိုတော့၏ကျင်း납ပါပြီတို့ရာတွင်စောင့်ရပါအောင်မည်ခက်လန်းလန်းစပွဲငယ်တစ်လုံးပေါ်ရှိသောတစ်တီချိုချင်းဖွဲများမှလည်းမြိုင်ဆိုင်လှသည်အရေးရွှန်း၍အောင်မြင်ဖွင့်ထွားသောစပစ်သီးခိုင်များမှာမီးရောင်တွင်ဝင်းလဲ့နေ၏လိမ္မော်သည်ပန်းသီးနှင့်တစ်တော်သီးများကလည်းဆေးရောင်စုံပကြီးချဲထားတဲ့ကဲ့သို့တင့်တယ်ထွန်းပနေသည်ငွေလင်ပန်းထဲတွင်ထည့်ထားသည်ဖြစ်၍လည်းပနံစားလာပေသည်မလေးတန်သည်မိမိပြင်ဆင်ထားသည်တို့ကိုကျဉ်တ်စွာစိုက်ကြည့်သည်ခဏတွင်သတိရသဖြင့်တစ်ဖက်ခန်းမှဇာပဝါခင်းထားသည့်ငွေလင်ပန်းတစ်ချက်ကိုယူလာသည်လင်ပန်းပေါ်တွင်အစင်သစ်ရှိသောဟန်နစီဘရန်ဒီတပလင်းကိုတင်လိုက်သည်လှပသောဖန်ကလပ်အပားစားတစ်လုံးကိုလည်းထည့်လိုက်၏တဖန်ရေခဲထက်ရန်ခွက်နှင့်ရေခဲညှက်ကရိယာကိုလည်းတင်လိုက်သည်အဆဆအရာရာပြည့်စုံပေပြီဖျောင်းနိုင်90အားမိပွင့်နှစ်ပွင့်ထွန်းထားသဖြင့်ဖြူဖွေးသောနံရံနှင့်ထမင်းစားကမ်းမှာလင်းထိန်နေ၏လင်းထိန်သောမီးအောင်ကြောင့်ပင်တန်ရှင်းသောထမင်းစပွဲသည်ပို၍ဝင်ပါနေ၏ဤမြခရုတစိုက်ပြင်ဆင်နေသဖြင့်မလေးသက်မှာဂုံတီရှိလူကြီးလူကောင်းများအတွက်ညစာထမင်းစားပွဲတစ်ခုကိုပြင်ဆင်နေသောအိမ်ရှင်မတစ်ယောက်နှင့်တူနေသည်တို့ရာတွင်ထမင်းစားပွဲမှာလူနှစ်ယောက်အတွက်သာပြင်ဆင်ထား၏မလေးတန်သည်ဖြူဖွေးသောပိုးအင်ကြီးကိုဝစ်ဆင်ထားသည်ထမိန်မှာအပြာနုခံတွင်ငွေရောင်ပွင့်ဖြူဖော်ထားသည့်ပိုးပြော့ပြော့ဖြစ်သဖြင့်ဆွတ်ဆွတ်နှုသောအသားနှင့်လာရောပြည့်ပြည့်လှ၏နတ်မောင်သောမလေးတန်၏စပင်တွင်နှင်းစီဖြူတပွင့်ကိုပန့်ဆင်ထားသည်မလေးတန်သည်နှင်းစီဖြူကိုအလွန်နှစ်သက်သည်လှပသောနှင်းစီဖြူတပွင့်တည်းပန်ရန်လဲမျက်နှိုးသည်မလေးတန်သည်ညီညာဝင်းလက်သောသွားကလေးများပေါ်လာသည့်အထိကျဉ်တ်စွာပြုံးလိုက်ပြီးနောက်ထမင်းစားခဲ့၏ပြင်းဝါသို့သွား၍အိမ်ကြီး၏နောက်ပိုင်းစီသို့မျှော်ကြည့်လိုက်သည်အပြင်ဘက်တွင်လှတာနေ၏မဲဆောင်များ၏တစ်ပင်ပန်းမှန်အပေါင်းသည်လရောင်တွင်ရွှန်းဆက်နှုတ်ပြိုနေသည်အင်းလျားရေပြင်ကိုဖြတ်၍တိုက်လာသောညစ်ဦး၏လေတံသည်မှွေပြန့်နေ၏မလေးတန်သည်အိမ်လက်ဝဲဘက်သို့ဆွန့်ထွက်နေသောအဆောင်ကြီးစီသို့လှမ်းကြည့်လိုက်သည်အဆောင်တွင်း၌ပြာလက်လက်မီးရောင်လင်းနေသည်မလေးတန်သည်အသာပြုံးလိုက်ပြီးပြတင်းဝမှခွာကစဖိုဆောင်သို့ခိတ္တဝင်၍ညွှန်ကြားခြင်းသည်ကိုညွှန်ကြားခဲ့ပြီးဇင်းကျယ်တစ်ခုအတိုင်းအနောက်ဘက်ဆောင်ကြီးစီတမင်မငယ်ကဲ့သို့ပေါ်ပါစွာလျှောက်သွားသည်အဆောင်ကြီးအခန်းဝါရောက်သောရက်လိုက်၏အခန်းပြင်ဘက်ရှိစတိုခန်းတစ်ခန်းနှင့်အတူမိခလုတ်ကိုဖွင့်လိုက်သည်စတိုခန်းတွင်ရှိဘီရိုတွင်မှအဖြူရောင်ဆရာဝန်ဝတ်အင်ကြီးရှည်တစ်ထည်ကိုယူဝစ်လိုက်၏နှာခေါင်းစည်းအဖြူတစ်ခုကိုလည်းကျင်လည်စွာတက်လိုက်သည်လက်အိတ်တစ်စုံကိုလည်းဆွတ်လိုက်သည်အစင်သစ်ကျစ်သောအခါအခန်းကြီး၏တကားဝတွင်ရက်လိုက်သည်အခန်း၏မှန်တက်တကားကြီးပေါ်တွင်ဓာတ်ခွဲစမ်းသက်ခန်းဟုစာတမ်းဖြူနှင့်ရေးထားသည်စလုံးဖြူများ၏အောက်တွင်ကြိုတင်ကာကွယ်မှုမယူဘဲမဝင်ရဟုစေးနီနှင့်သတိပေးရေးသားတားမြစ်ထားသည်မက်လေးတန်သည်တကားကိုညှင်သာစွာဖွင့်၍ဝင်ခဲ့ပြီးအသာပြန်ပိတ်လိုက်၏အခန်းကြီးမှကျယ်၍ရှည်လျားသည်အခန်းရှိတစ်ဖက်စွန်းစပွဲကြီးတစ်လုံး၌အင်ကြီးဖြူရှည်နှာခေါင်းစည်းနှင့်လူတစ်ယောက်သည်အခန်းတွင်သို့လူတစ်ယောက်ဝင်လာသည်ကိုမသိအောင်ပင်အလုံး၌စိတ်ဝင်စားနေ၏မက်လေးတန်သည်နံရံရှိ switch ဖုန်းမှခလုတ်တစ်ခုကိုပိတ်လိုက်သောအခါလူရွယ်၏ခေါင်းပေါ်ရှိမီးပွင့်သည်ငြိမ်းသွားသည်လူရွယ်သည်ခိတ္တမူငြိမ်သွား၏ထို့နောက်ပျော့ပြောင်းသောညဉ့်ညူတန်ထွက်ပေါ်လာသည်ဟော့ဗျာမမတန်တယောက်ကလည်းခတ်တော့တာပဲ
မက်လေးတန်သည်မိခလုတ်ကိုပြန်ဖွင့်၍အသာပြုံးရင်းလူရွယ်ရှိရာသို့ရှောက်လာသည် This is the first warning လူရွယ်၏အသက်မှာ28နှစ်ခန့်ပင်ရှိပေမည်သပင်တို့မှာတေသက်စွာဖိထားခြင်းမရှိသဖြင့်နှစ်ဖူးထပ်သို့ခက်ရိုင်းရိုင်းကျနေသည်မျက်လုံးမျက်ဖန်ပြတ်သား၍နေရွယ်ကာကာမျက်နာသည်မပြုံးမရတည်ကြည်တော်လဲနုနယ်သောအသွင်ရှိသည်ဘာလဲမမတန်ရာနောက်တစ်ချိန်ထမင်းစားချိန်ဆိုတာကရောက်လာပြန်ပြီလားသူသည်ထမင်းစားချိန်ရောက်လာခြင်းကိုလှမ်း၍စိတ်ပြက်လိုက်သည်မလေးတန်သည်အလိုလိုက်စွာပြုံးရင်းဖြေ၏6နာရီတောင်ခွဲပါရော့လာကွာမောင်လေးရသူသည်ဘာမှပြန်မပြောတော့ဘဲတပိုင်းတလက်ဆရှိသေးဟန်သူသောအလုပ်ကိုပြန်ကောက်ကင်သည်အခန်းတွင်းရှိခုံနှန်းရှိကြီးများပေါ်တွင်အနက်ရောင်မှန်ဘလူးအရွယ်အစားအမျိုးမျိုးစီတန်းနေသည်သူကြည့်နေသောစပွဲထက်၌မှန်ဘလူးအကြီးစားတစ်ခုရှိ၏မှန်ဘလူးခုံးပေါ်၌လေးလက်မခန့်ရှိသောမှန်ပြားလေးတစ်ခုကိုတမဏိပိနှင့်ဖိထားသည်လူရွယ်သည်မှန်ဘလူးထိတ်ကြီးပေါင်း၌မျက်လုံးတစ်ဖက်အခါညာလက်ဖြင့်မှန်ပြောင်းခလုတ်ကိုလှည့်ကာနှိမ့်ကြည့်မြင့်ကြည့်ဖြစ်အောင်လုပ်နေသည်မက်လေးတန်းကအသာဆောင်စားရင်းအခန်းတွင်းသို့မျက်လုံးလှည့်မိသည်အခန်း၏မျက်နှာချက်တို့၌မီးလုံးများတက်ဆင်ထားသည်ဆေးဖြူသုံးနရံများတွင်လည်းလိုအပ်သောထောက်မှအလင်းရောင်ရရန်မီးလုံးနှင့်မီးချောင်းကြီးများတက်ဆင်ထား၏ဖန်ပလင်းဖန်ခွက်ဖန်တစ်တာများနှင့်ပြည့်နေသောမှန်ပီရိုကြီးတို့လည်းနံရံတစ်လျှောက်၌တန်းစီနေသည်ဖန်ပလင်းဖန်ခွက်ဖန်တစ်တာတိုင်း၌စာရန်များထိုးထားသည်တောင်းတစ်ခုရှိကြွေပြားခင်းအုတ်ခုံပေါ်တွင်တပေနီးပါးမြင့်သောဖန်ချိုက်များရှိနေသည်ဖန်ချိုက်များမှစာရန်ကိုကြည့်ခြင်းအပြင်ဘက်တီးရီးယားခေါ်ပိုးမအစုံထည့်ထားသည့်အကြောင်းသိနိုင်သည်မလန်းမကန့်ရှိကြွေအုတ်ခုံတစ်ခုပေါ်တွင်မူမို့ပြားမို့ဖြူအမျိုးမျိုးစိုက်ထားသည့်ကြွေခွက်ကြီးများကိုတွေ့ရသည်အခြားတစ်ဖက်ထောင်ရှိဖန်ချိုက်တွင်းတို့၌မူဆေးစိန်ထားသောကြောရုပ်မဲ့အနှိမ်စာတတဝါမျိုးစုံရှိနေသည်အခန်းကိုကန့်လန့်ဖြတ်ထားသည့်အုတ်ခုံပေါ်တွင်မူကားဓာတုပေရာဆေးရည်အမျိုးမျိုးထည့်ထားသည့်ပလင်းများဖန်ပြွန်ဖန်ချောင်းများဖန်ကရာဖန်အိုးများရှိနေသည်လူရွယ်၏အနည်းရှိဖန်တစ်တာကြီးတစ်လုံးအတွင်း၌မူရေစိန်ထားသည့်ပင်လယ်ရေရောက်အပင်မျိုးစုံရှိနေ၏အခန်းနှရံပတ်ပတ်လည်တစ်လျှောက်တွင်ရေပြွန်ကြီးများနှင့်လျှက်စစ်ထက်ကြိုးလမ်းများကိုတွေ့ရသည်လူရွယ်သည်စိတ်ဝင်စားစွာနှင့်မှန်ဘလူးကိုငုတ်ကြည့်ရင်းလက်တစ်ဖက်ဖြင့်လည်းစာရွက်တစ်ရွက်ပေါ်၌ရေးမှတ်နေသည်မှန်းဆန်းမောင်လေးမမတန့်ကြည့်အောင်မယ်မလေးတန်သည်သူ့ကိုမှန်ဘလူးမှခွာခိုင်း၍ဝင်ကြည့်သည်မှန်ဘလူး၌မလေးတန်သည် LJ ခေါ်ပင်လယ်ရေရောက်အပင်တစ်မျိုးကိုတွေ့နေရသည်မှန်ဘလူးဆွမ်းအားကြောင့်သိငယ်လာသောအပင်ဤဆဲခေါ်ကလစီးများကိုထင်ရှားစွာတွေ့မြင်ရသည်မှန်ဘလူးအောက်ရှိကလစီးမှာတစ်ခုမှတစ်ခုအဖြစ်သို့ခွဲစိတ်ပွားများသည့်အခြေ၌ရှိနေ၏ခလက်စီ၏ဘဟု၌ဝင်းလက်တောက်ပြောင်သောအလုံးလေးတစ်လုံးကိုမြင်ရသည်ထိုအလုံးလေးကကလစီမြူတေနျူကလ িয়াস ပင်ဖြစ်လေသည်မက်လေးတန်သည်မှန်ဘလူးမှမျက်လုံးကိုခွာလိုက်၍မေး၏မောင်လေးလိုချင်တာဖြစ်ပြီလားသူသည်ကျင်းနဲ့စွာပြောင်း၍ခေါင်းငိမ့်သည် cell division rate ကလစီခွဲခြားပွားများပုံနှုန်း10ဆလောက်မြန်လာတယ်မမတန်ဟောဒီချက်ကိုကြည်ပါလားသူသည်အနည်းရှိ graph စာရွက်ပေါ်၌ဆွဲပြထားသောနှုန်းကိုမက်လေးတန်အားပြသည် animal cell တိရစ္ဆာန်ကလစီခွဲခြားပွားများမှုနှုန်းရောဘယ်နဲ့နေလဲသူကခေါင်းခါသည်ထင်သလောက်မမြန်ဘူးမမတန်ဒါကြောင့်ကျွန်တော်ဟော်မုန်းထိုးထားတဲ့ဒီအပင်ရဲ့ကလစီမြူတွေကိုပြန်လေ့လာနေတာကလစီမြူတွေကခရိုမိုဆိုးကိုကျွန်တော်ထုတ်ပြီးဗီဇအားပြောင်းလဲမှုကိုလေ့လာနိုင်ရင်ကျွန်တော်လိုချင်တာရမှာပဲသူသည်မှန်ဘလူးကိုပြန်၍ငုတ်ကြည့်နေပြန်သည်တို့ရာတွင်မက်လေးတန်းကသူ့ပခုံးကိုဆွဲလိုက်၏သူကစိတ်ပြက်စွာဖြင့်ပြန်မောကြည့်သည်မက်လေးတန်းကပြုံးသည်အေးချမ်းပျော့ပြောင်းသောမက်လေးတန်း၏အပြုံးကြောင့်သူသည်မတိမတာတပြင်းချသည်အမှန်မှာသူမ၏ဆန္ဒအားအရှုံးပေးလိုက်ခြင်းဖြစ်သည်သူ့အထင်၌မူသူ့အမကိုသူအမြဲအရှုံးပေးနေရသည်သူသည်တက်ခွဲခန်းတွင်၌စမ်းသပ်နေရမည်ဆိုလျှင်စားဖို့တောက်ဖို့အိပ်ဖို့တို့ကိုပင်မကတလောကလုံးကိုမေ့နိုင်သူဖြစ်သည်ထို့ကြောင့်ပင်သူတခွဲခန်းအတွင်း၌ရှိနေခိုင်စားတော့ရန်အချိန်ချရောက်သောအခါကိုဘိုးတောင်တို့ကိုမဆိုထားနှင့်သူယိုသေးသောအကိုကြီးဖြစ်သူဒေါက်တာဦးထွန်းအောင်ပင်သူ့ကိုခေါ်ယူရန်လက်မြောက်ထားသည်သူ့ကိုနိုင်သူမှာမက်လင်းသက်တယောက်သာဖြစ်လေသည်သူသည်စိတ်ဖြတ်ခြင်းကြီးစွာနှင့်သူ့အမကိုကြည့်သည်စိတ်ဖြတ်သောသူ့မျက်နှာ၌နယ်ဆိုးဆိုးသောကလေးငယ်တဦး၏မကျေနပ်ဟန်လဲပေါ်နေ၏ထမင်းစားချိန်ရောက်ပြီမောင်လေးရေမက်လေးတန်းကချော့သည်ခတ်တော့တာပါပဲမမတန်တယောက်အတွက်ကျွန်တော်တော့ခတ်တော့တာပါပဲမက်လေးတန်းသည်ကြောင်းမြန်ကြီးနေသောသူ့ကိုကြည့်၍အတန်ထွက်အောင်ပင်ရီလိုက်သည်အော်မမတန်အတွက်မင်းကခတ်နေရပြန်သေးတဲ့လားဟုတ်လားကွနှင်းမောင်ရဲ့မက်လေးတန်သည်သူ့ကိုခတ်တော့လောင်သည်
သူသည်ဘာမျှထွေထူးထူးထပ်မပြောတော့ဘဲစပွဲပေါ်ရှိစာရွက်ခဲတံဇာကနာတတုထားစသည့်ပစ္စည်းများကိုသိမ်း၍အန်ဆဲတစ်ခုအတွင်း၌နေရာတကျပြန်ထားသည်ထို့နောက်လက်အိတ်ကိုချွတ်ခါကြွေခွက်ထဲရေဖွင့်၍စက်ပြနှင့်တိုက်စေးသည်လက်တုပ်ပြီးသောအခါသူ့အမနှင့်အခန်းပြင်သို့ထွက်လာသည်အခန်းပြင်ရောက်သောတကားကိုအပြင်မှတော့ချပိတ်လိုက်သည်စတိုကန်းကိုဖွင့်လိုက်ပြီးသူ့ကိုယ်ပေါ်မှအင်ကြီးဖြူရှည်ကြီးကိုချွတ်၍တစ်တာတစ်ခုတွင်သို့ထည့်လိုက်သည်နှာခေါင်းစည်းကိုလည်းထိုတစ်တာတွင်သို့ပင်ထည့်လိုက်၏အင်ကြီးကြီးနှင့်နှာခေါင်းစည်းခွာလိုက်သဖြင့်သူ့ခန္ဓာကိုယ်နှင့်မျက်နှာသည်အမှန်အတိုင်းပေါ်လာသည်သူသည်ခက်လျားလျားပပသာဖြစ်သည်ခါကတေးသေးနွဲ့နွဲ့အရက်ကတွယ်ပြောင်းပြောင်းနိုင်သည်ဖြူဝင်းသောမျက်နှာသည်နုညံ့ပျော်ပြောင်းနေ၏မလေးတန်းကလည်းသူ့ကိုယ်အင်ကြီးနှင့်နှာခေါင်းစည်းကိုချွတ်လိုက်သည်ပြသောလုံကြီးဖြူသောအင်ကြီးနှင့်အမချောကိုမြင်လိုက်ရသောအခါစောစောကမှုန်တေတေဖြစ်နေသောသူ့မျက်နှာသည်ပြုံး၍ချိုလာ၏ကဲထမင်းစားချိန်နီးပြီရေမမြန်သွားချိုးကြည့်မြန်တော့မက်လေးတန်သည်အေးဆက်ဆက်ရှိသောမောင်တော့ကိုတွန်းလှုပ်လိုက်ပြီးနောက်ပိုင်းကိုမျက်စိတစုံကြည့်ပြီးထပ်၍မှာကြသည်မြန်ချိုးတော့မောင်လေးညကအေးတယ်ရေနွေးနဲ့ချိုးမမတန်ပြောနေတာကိုကြားရဲ့လားသူကတစ်ချက်ပြန်လှည့်၍ခေါင်းညိတ်ပြပြီးအိမ်မော်ထက်သို့တက်သွား၏သူ့နောက်ကျောကိုကြည့်ရင်မလေးတန်ကကျင်နှက်ချင်းရောသောညှဉ်းညူမှုကိုပြုသည်အော်နှင်းမောင်ငါမောင်လဲတော်တော်ခတ်သေးတယ်